ကြောင့်တင်းကောင်လေးကတင်းကိုတခြားယောက်ျားလေးတွေနဲ့မရင်းနှီးစေချင်တာလေ relationship တစ်ခုမှာကိုကောင်လေးကကို့ပေါ်အရန်ပိုင်ဆိုးပိုင်နေနိုင်တယ်အမြဲတမ်းတဝင်းတူနေတတ်တယ်ကိုနာကလာတဲ့ယောက်ျားလေးတွေဆိုရင်ရန်သူလိုကြည့်တတ်တယ်လို့ခံစားဖို့ပါသလားဘာကြောင့်ဒီလိုဖြစ်ရလဲတင်းသိပါသလားတချို့မိန်းကလေးတွေကတော့သူငါ့ကိုမယုံနာလားသူကကလေးဆန်လိုက်တာလို့ထင်တတ်ကြပါတယ်ဒါပေမဲ့အမှန်တရားကတင်ထင်ထားတာထက်ပိုရှုပ်ထွေးပါတယ်ပထမဆုံးအနေနဲ့ယောက်ျားလေးတွေကပြိုင်ဖက်တွေအပေါ်တတိထားတတ်တာဟာသူတို့ရဲ့မွေးရပါပြီးသားပါဒါဟာချုပ်ချယ်ခြင်းတသက်မဟုတ်ပါဘူးရှေးကလူသားတွေလက်ထက်ကလေးကယောက်ျားလေးတွေဟာကိုယ့်ရဲ့မျိုးဆက်ချန်ရစ်ဖို့အတွက်ကိုယ့်မျိုးသမီးနာကိုအခြားအထီးတွေကပ်မလာအောင်ကာကွယ်ခဲ့ကြပါတယ်ဗီဇာကခင်မိလာပေမဲ့ပြောင်းမသွားပါဘူးဥပမာပါတီပွဲတစ်ခုမှာတင်ကတခြားယောက်ျားလေးတယောက်နဲ့စကားပြောပြီးရေမောနေရဆိုပါစို့ကိုကောင်လေးကဘာမှမပြောဘဲငြိမ်နေပေမဲ့သူ့အုံနောက်ကတော့အဲ့လူကအန်နီရရှိလားမရှိဘူးလားဆိုတာကိုအလိုလိုတွက်ချက်နေပါပြီသူမျက်နှာပြက်နေတာစိတ်ကောက်နေတာကတင်သူ့ကိုတစ္ဆာဖောက်သွားမှာဆိုလို့မဟုတ်ပါဘူးအဲ့လူရဲ့ရည်ရွယ်ချက်ကိုမယုံလို့ပါဒုတိယချက်ကတော့တငယ်ချင်းတန်ရောစင်တွေအပေါ်ယုံကြည်မှုကွာခြားခြင်းပဲဖြစ်ပါတယ်မိန်းကလေးတွေကယောက်ျားလေးတငယ်ချင်းတွေအပေါ်ရိုးရိုးသားသားခင်မင်တတ်ကြပေမဲ့ယောက်ျားလေးတွေကတော့ဒီဆက်ဆံရေးဟာပြိုင်ဆိုင်မှုသဘောတက်ရောက်နေမှန်းသိကြပါတယ်ကိုကောင်လေးကတခြားယောက်ျားလေးတယောက်ကိုဆက်ဆက်ပုံကိုကြည့်ပြီးဟိုကောင်ငါကောင်မလေးကိုကြံနေတာဆိုတာတန်းသိပါတယ်ဒါကတန်တရားလွန်ခဲ့တာမဟုတ်ပါဘူးခင်မင်မှုနောက်ွယ်ကအတိတ်ဘယ်ကိုယောက်ျားလေးချင်းမှုပို့ပြီးနားလည်နေတာပါဥပမာတငယ်ချင်းမဟာလို့ပြောပြီးတွဲနေတဲ့မေးဘတ်စတီတယောက်ကနောက်ပိုင်းမှာဝန်ခံလာတာကတော့အော်ငါကောင်လေးပြောတာမှန်ပါပဲဆိုပြီးတော့နောင်တရတက်ကြပါတယ်နောက်တစ်ခုကတကယ်ချစ်မိသွားတဲ့အခါအုံနောက်ကကိုချစ်သူကိုအထူးခြားဆုံးနေရာအဖြစ်သတ်မှတ်လိုက်ပါတယ်ဒီအခြေအနေမှာတစုံတယောက်ဝင်လာတာမြင်ရင်ကိုနေရာပြောက်သွားမှာကိုကသူ့ရဲ့နံပါတ်1မဟုတ်တော့မှာကိုစိုးရိမ်လာကြပါတယ်ဒါကြောင့်လှုပ်ဖို့ကင်ဖက်အတင်းနဲ့ယဉ်နီးတာမြင်ရင်စစ်စီမေးမြန်းတာတွေဖုန်းစစ်တာတွေလုပ်လာတာပါဒါဟာရစ်တာမဟုတ်ပါဘူးငါ့ကိုပြစ်သွားမလားဆိုတဲ့စိုးရိမ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝတုံ့ပြန်မှုတစ်ခုပါနောက်ဆုံးအချက်ကတော့လူမှုပတ်ဝန်းကျင်ရဲ့ရိုက်သွင်းမှုပါယောက်ျားလေးဆိုတာကိုမိန်းကလေးကိုအကာအကွယ်ဆောက်ရှောက်ရမယ်ဆိုတဲ့အသည့်ကြောင့်ကာကွယ်ပေးတာနဲ့ချုပ်ချယ်တာကိုမှားယွင်းစွာနားလည်တတ်ကြပါတယ်တချို့ယောက်ျားလေးတွေအခွင့်အရေးယူမှာဆိုလို့အဆက်အသွယ်ဖြတ်ခိုင်းတာမျိုးတွေလုပ်တတ်ကြပါတယ်ချုပ်ချယ်တိုင်းချစ်တာမဟုတ်ပေမဲ့အချစ်မှာနားလည်မှုနဲ့ညှိနှိုင်းမှုတွေလိုအပ်ပါတယ်ကိုကောင်လေးကတခြားယောက်ျားလေးတွေနဲ့ပေးမရင်းနီးတာဟာစိတ်ကြီးမြောင်းလို့တသက်မဟုတ်ပါဘူးသူ့ရဲ့ကာကွယ်ခြင်းစိတ်ယောက်ျားချင်းနားလည်တဲ့အသီးစိတ်နဲ့ဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ကျမ်းမာတဲ့ relationship တစ်ခုဟာလွတ်လပ်မှုကိုကန့်သတ်တာမျိုးမဖြစ်သင့်ပါဘူးအပြန်အလှန်ယုံကြည်မှုနဲ့တည်ဆောက်ရမှာပါဒါကြောင့်ကိုကောင်လေးရဲ့အပြုအမူတွေကကိုစိတ်မွန်းကျက်စေတယ်ဆိုရင်တော့ရန်ဖြစ်မဲ့အစားသူ့ရဲ့စိတ်ပူပန်မှုတွေကိုနားလည်ပေးပြီးတော့ကိုယ့်ရဲ့လွတ်လပ်ခွင့်လိုအပ်ချက်ကိုလည်းပွန့်ပွန့်လင်းလင်းပြောပြညှိနှိုင်းပါလို့အကြံပေးချင်ပါတယ်အချစ်စစ်ဆိုတာတယောက်ကိုတယောက်လွတ်လပ်ခွင့်ပေးထားပေမဲ့ယုံကြည်မှုအပြည့်ရှိနေခြင်းပဲဖြစ်ပါတယ်နောက်ထပ်ယောက်ျားလေးတော်တော်များများဝန်ခံချင်ချတဲ့အမှန်တရားတစ်ခုကိုဖွင့်ချပါမယ်တင်မရီစားရှိမှန်တည်ရနဲ့မကြာခဏစကားလာပြောမယ်ဂိမ်းတူတူဆော့မယ်တင်းကောင်လေးရဲ့ခံစားချက်ကိုလုံးဝအားနာခြင်းမရှိပဲစကားလုံးအပြော့ညံ့တွေ easily စကားတွေလာပြောနေမယ်ဆိုရင်တော့တန်တရားဝင်နေကြမလို့တော့ပါဘူးဒီယောက်ျားလေးဟာ69%ရည်ရွယ်ချက်တစ်ခုခုနဲ့လာတာသိချပါတယ်သူ့အတွေ့အထဲမှာဖြစ်နိုင်ခြင်းတစ်ခုရှိပါတယ်ရီစားရှိတဲ့ကောင်မလေးကိုကြိုက်တာကလက်ရှိကောင်လေးကိုကြော်ဖြတ်လိုက်ရရင်ရပြီဆိုတော့အခွင့်အရေးပုံများတယ်လို့တွက်တာဖြစ်နိုင်ပါတယ်မိန်းကလေးကိုစိတ်ဝင်စားပေမဲ့တာဝန်မယူခြင်းပဲအပြောကြမ်းချင်တာလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်တင့်ကောင်လေးတဝင်းတူတယ်ဆိုတာအကြောင်းမဲ့တသက်မဟုတ်ပါဘူးသူတင့်ကိုကာကွယ်နေတာပါဘာလို့လဲဆိုတော့ယောက်ျားအကြောင်းယောက်ျားချင်းပဲအတိဆုံးမလို့ပါဒီလိုလူတွေရဲ့လက်ခွက်တွေကိုအချက်၃ချက်နဲ့ခွဲချမ်းစိတ်ဖြာကြည့်ရအောင်လူတော်တော်များများကတငယ်ချင်းအဖြစ်ခင်တာပဲဟာစကားပြောတာဂိမ်းစော့တာဘာဖြစ်လဲလို့စင်ကြေပေးတတ်ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့တငယ်ချင်းအစ်စ်ဆိုတာတင်းရဲ့ relationship စီကိုစောက်ထိန်ပြီးအလိုက်သိကြပါတယ်ရီစားရှိမှန်တည်ရနဲ့မကြာခဏလာရောနေတဲ့သူတွေကတငယ်ချင်းဆိုတဲ့ခေါင်းစဉ်ကိုအကာအကွယ်ယူပြီးစီးကြော်ဖို့ကြိုးစားနေတာပါတဲ့တို့ဖွင့်ပြောရရင်အငင်းခံရမှာဆိုလို့ဂီယူဆိုင်ပြတယ်လို့အဖော်လုပ်ပေးတယ်လို့နဲ့ညဖက်ကြီးစကားလာပြောမယ်ဂိမ်းချိတ်ဆော့မယ်စတာတွေကိုလုပ်မှာပါသူတို့ရဲ့နီးပြူဟာကတင်ကလက်ခံရင်သူတို့ရှစ်ဆက်တိုးမယ်တင်ကညင်းရင်နင်ကလေယူတတခင်နာကိုဘာတွေလိုက်တွေးနေရလဲဆိုပြီးပြန်ဖြစ်တင်မယ်ဖန်တယောက်လာပြောပြဖူးတာကတော့သူ့ကောင်လေးနဲ့တငယ်ချင်းတယောက်ကသူ့ကိုနေ့တိုင်း
ဂိမ်းချင်းစော့တယ်ချက်ပေါက်မှာလာစကားပြောတယ်သူကောင်လေးနဲ့ရန်ဖြစ်ရင်လဲဂျားကနေမီးလောင်ရလေးပစ်လှုပ်ပေးတယ်နောက်ဆုံးသူကောင်လေးတိမခနိုင်တော့လို့အဲ့ဒီလူကိုဘလော့ခိုင်းတော့ဟိုဘက်ကတငယ်ချင်းချင်းခင်နာကိုနင့်ကောင်လေးကတပေါ်သားတိတ်တိမ်လိုက်တာဆိုပြီးပြန်ပြောပါတယ်ဒါခင်မင်မှုမဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာကစားကွက်ရွှေ့နေတာပါသူတို့တကယ်မမောတာတင့်ကိုမဟုတ်ပါဘူးသူများတစ်စီကိုလူယူရတဲ့အရာတာကိုပါတချို့ယောက်ျားလေးတွေကတင့်ကိုတကယ်ချစ်လို့လာကတ်တာမဟုတ်ပါဘူးသူများရီစားကိုလူယူလိုက်နိုင်တယ်ဆိုတဲ့အောင်နိုင်သူအဖြစ်ခံစားခြင်းစိတ်ကြောင့်မှာစင်ကပ်ကျင့်နေတဲ့သူကိုလိုက်ရတာရိုးရှင်းလွန်းပါတယ်ရီစားရှိနေတဲ့သူကိုလိုက်လို့ရသွားရင်တော့ငါကသူ့ကောင်လေးထပ်သားတယ်ဆိုပြီးကျေနပ်ချင်ကြတယ်မရရင်လည်းသူတို့မှဘာမှဆုံးရှုံးစရာမရှိဘူးလေမိတ်ဆွေတယောက်ကြုံမှုတာလေးပြောပြပါမယ်သူ့ကောင်လေးရဲ့လောပေါ်ခိုင်ဘက်တယောက်ကရီစားရှိမှန်းတည်ရနဲ့မကြာခဏထမင်းလိုက်ကြွေးတယ်လက်ဆောင်ပေးတယ်အစားကတော့သဘောကောင်းနေထင်တာပေါ့နောက်ပိုင်းကျတော့နင့်ကောင်လေးနင့်ပေါ်မကောင်းရင်ငါရှိတယ်နော်ဆိုပြီးပြောလာမှသဘောပေါက်ပါတော့တယ်အဆိုးဆုံးကတော့ဒီလိုလူမျိုးတွေကတင်နဲ့တကယ်တွဲချင်တာမဟုတ်ပါဘူး easily ချင်းတွေကိုပဲသဘောကျတာပါတကယ်လို့တင်ကတင့်ကောင်လေးနဲ့ပြက်ပြီးသူတို့စီပါသွားတယ်ဆိုရင်သူတို့ထွက်ပြေးကြပါလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ကတာဝန်ယူရမှာကိုကြောက်လို့ပါတင်ရဲ့အားနာတဲ့စိတ်ကသူတို့ရဲ့လက်နက်ပါပဲဘာလို့သူတို့ကအဲ့လောက်အခွင့်အရေးယူရဲကြတာလဲဘာလို့လဲဆိုတော့တင်မှာရီးစားရှိနေတော့သူတို့ကိုရုတ်တရက်ကြီးရန်လုံးမှာမဟုတ်ဘူးရင်ရင်ကြီးကြီးပဲညင်းမဲဆိုတာသူတို့သိနေလို့ပါသူတို့ကတည့်ရဲ့ရင်ကျေးမှုအားနာမှုတွေကိုအခွင့်ကောင်းယူပြီးတဆင့်ချင်းနဲ့ကြော်လာပါတယ်တင်ကညဖက်ကြီးစကားမပြောချင်ဘူးဆိုရင်နင်ကနင့်ကောင်လေးကိုကြောက်လို့လားဆိုပြီးမြောက်ပေးမယ်တင်ကရှောင်းပဲလှုပ်ရင်ငါတို့ကတငယ်ချင်းတွေလေဘာဖြစ်သွားတာလဲဆိုပြီးတနာအောင်လုပ်မယ်တင်ကပြပြတတညင်းလိုက်ရင်နင်အတွေးလွန်နေတာပါဆိုပြီးပြန်ဟောက်မယ်ဖန်တယောက်ကဒီလိုပဲအားနာပြီး block မလုပ်ပဲထားခဲ့မိတယ်နောက်ပိုင်းကျတော့အဲ့ဒီလူကပိုဆိုးလာပြီးသူ့ကောင်လေးနဲ့တပုံအောင်မှာသူကနင့်ပေါ်ဒီလောက်ပါပဲငါသာဆိုပိုကီးဆိုင်မှာဆိုပြီးလာရေးပါတယ်တန်နိုင်တော့လို့ block လိုက်တော့အကောင့်တူနဲ့လာဆဲတယ်ဒီလိုလူတွေကတိခန်းစားချက်ကိုဂိမ်းဆိုင်ပါဘူးသူတို့အမျက်ထုတ်လို့ရမရဆိုတာကိုပဲကြည့်ကြတာပါတကယ်တဘောကြတဲ့သူကတင့်ကိုအကျက်ရိုက်အောင်မလုပ်ပါဘူးကျဲမာတဲ့ဆက်ဆံရေးဆိုတာရှင်းလင်းပြတ်သားပြီးပွလင်းရှိရပါမယ်တင့်ဘောတကယ်စေတနာရှိတဲ့သူကတင့်ရဲ့လက်ရှိ relationship ကိုလေးစားပါလိမ့်မယ်ရီးစားရှိမှန်းတည့်ရဲ့နဲ့ဂျားဝင်ချင်တဲ့သူတွေစီးကြော်တဲ့သူတွေကတော့အတ္တသမားတွေပဲဖြစ်ပါတယ်စစ်မှန်တဲ့အချစ်ဆိုတာတင့်ကိုမှောင်ရိပ်ထဲကနေဝေခွဲမရဖြစ်စီမှာမဟုတ်ဘဲနဲ့လေးရောက်အောက်မှာလှပပနဲ့ရှင်တန်ကြီးထွားစီမှာပါကဲဒီလောက်ဆိုရင်နားလည်ပြီလားချစ်တဲ့သူတိုင်းတက်ဆုံးတိုင်းပေါင်းစည်းနိုင်ကြပါစေရှင်